ကိုဖုန်းဟောင်းထဲမှာလောရင်ဝင်ထားတဲ့ Facebook အကောင့်ကိုကျွန်တော်ဖုန်းသစ်တွေဝယ်ပြီးသွားတဲ့ခါကျရင်ဘယ်လိုမျိုးအလွယ်တကူပြောင်းမလဲနောက်တစ်ခုကကိုယ့်ရဲ့ Gmail ရောဖွင့်ထားတဲ့ user name နဲ့တည်ရ password တွေတည်ရတာနဲ့ဝင်လို့မရတဲ့လို့မေးထားတဲ့အကိုအတွက်ကျွန်တော်ဒီနေ့လုပ်ပြပေးပါမယ်ဗျ Nice ကျွန်တော်တို့ဒီမှာဒါဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ဖုန်းဟောင်းလေးပေါ့နော်ကျွန်တော်ဖုန်းဟောင်းထဲမှာကျွန်တော်ရဲ့ Facebook အကောင့်ဟောင်းလေးရှိတယ်ဗျကျွန်တော်ကဒီဘက်အသစ်ထဲကိုထည့်ခြင်းတယ်ဆိုလို့ရှိရင်ကိုကဘာနဲ့ဖွင့်ထားတာလဲပေါ့နော်အရင်ဆုံးကျွန်တော် setting တွေကိုတွားကြည့်မယ်ဗျဒီညာဘက်အပေါ်ဆုံးက SL 30ကိုနှိပ်မယ်ပြီးသွားလို့ရှိရင်အောက်လေးကိုနည်းနည်းဆွဲလိုက်မယ်ဗျဒီမှာဆိုရင် setting and privacy ဆိုတာလေးရှိပေါ့နော်ဒီ setting and privacy ဆိုတာလေးကိုနှိပ်လိုက်မယ်ဗျပြီးသွားလို့ရှိရင်ကျွန်တော်မှာ setting ကိုဆက်သွားလိုက်setting ကိုနှိပ်လိုက်ပြီဆိုရင်ကျွန်တော်ဒီမှာအပေါ်မှာပေါ့နော် meta account center ဆိုတာလေအပေါ်ဆုံးဟာလေးကိုနှိပ်လိုက်မယ်ဗျနှိပ်လိုက်ပြီဆိုရင်ဒါကကျွန်တော် profile setting တွေကိုရောက်သွားပြီပေါ့နော်ဒီမှာဆိုရင်ကျွန်တော်မှာ password change လို့ရတယ်ဒီ personal details ဆိုတာလေးပေါ့နော် password and security အောက်က personal details ဆိုတာလေးကိုဒါလေးကိုနှိပ်လိုက်မယ်ဗျဒါဆိုလို့ရှိရင်ကျွန်တော်ဒီအကောင့်ကိုဒီ sync တွေနဲ့ဖွင့်ထားတာပေါ့နော်တကယ်လို့ကို့မှာဒီ sync တွေရှိမရှိကျွန်တော်အခုပြတဲ့နီလန်းလေးနဲ့ဝင်လို့ရပါတယ်ဗျကဲဒါဆိုကျွန်တော်ဒီဖုန်းနံပါတ်လေးနဲ့ဖွင့်ထားတာဆိုတော့ကျွန်တော်ဒီအတိုင်းလေးပဲဒီဘက်မှာဝင်ကြည့်လိုက်မယ်ဗျပထမဆုံးကျွန်တော်တို့ကဒီဘက်ကနေပြီးတော့ forgot password လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာကိုကဖုန်းနံပါတ်နဲ့ဖွင့်ထားတာလားဒါမှမဟုတ်လို့ရှိရင် Gmail နဲ့ဖွင့်ထားတာပေါ့နော်Gmail နဲ့ဖွင့်ထားတာဆိုလို့ရှိရင် search by email ဆိုတာလေးကိုအောက်ကဟာလေးကိုနှိပ်လိုက်မယ်ဗျကိုကဖုန်းနံပါတ်နဲ့ဖွင့်ထားတာဆိုရင်တော့ဖုန်းနံပါတ်လေးဒီမှာရိုက်ထည့်လိုက်မယ်ကျွန်တော်ဖုန်းနံပါတ်နဲ့ဆိုတော့ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးဒီမှာရိုက်ထည့်လိုက်မယ်โอเคပြီးရင်ကျွန်တော်ဒီမှာ continue ဆိုတာလေးရှိရဗျဒီ continue လေးကိုနှိပ်လိုက်ဒါဆိုလို့ရှိရင်ကျွန်တော်ဒီမှာဒီလိုလေးပေါ်လာလို့ရှိရင်ကျွန်တော်က continue ကိုမနှိပ်ပဲနဲ့အောက်က try another way ဆိုတဲ့ဒါလေးကိုနှိပ်လိုက်မယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်ကဒီ sync နဲ့ဝင်လို့ရတယ်ဒါမှမဟုတ်လို့ရှိရင်မှာ Facebook notification ဟိုကုတ်နဲ့ဝင်လို့ရတယ်ပေါ့နော်ကိုက password တည်ရဆိုရင် password လေးနှိပ်ပြီးတော့လည်းဝင်လို့ရတယ်ဒါမှမဟုတ်ကိုကဒီ sync ကမရှိတော့ဆိုရင်အပေါ်ဆုံးကဒီဘက် Facebook ကောက်ကနေပြီးတော့ကုတ်တောင်းမယ်ပေါ့နော်ကျွန်တော်အပေါ်ဆုံးဟာလေးအမှန်ရှိပေးပြီးတော့ continue နှိပ်လိုက်မယ်ဗျဒါဆိုလို့ရှိရင်ဒီမှာကုတ်နံပါတ်လေးတောင်းလိုက်ကျွန်တော်ဒီဘက် Facebook မှာ note လေးတက်လာပြီဗျ note လေးကိုနှိပ်လိုက်မယ်ပြီးရင်ဒီမှာ Facebook ကပို့ပေးတဲ့ကုတ်လေးရှိရပေါ့နော်ကျွန်တော်ဒါလေးကိုနှိပ်လိုက်မယ်ဗျဒါဆိုလို့ရှိရင် Facebook ကပို့ပေးတဲ့ကုတ်လေးကိုကျွန်တော်ဒီဘက်မှာရိုက်ထည့်လိုက်မယ်ဒါဆိုလို့ရှိရင်ဒီမှာကျွန်တော် forget နဲ့သွားတာဆိုတော့ဗျာဒီမှာ password သူကပြန်ထည့်မလားဒါမှမဟုတ်လို့ရှိရင် skip လုပ်မလားပေါ့နော်ကိုက password အသစ် change နေတယ်ဆိုရင်ကိုထားခြင်းတဲ့ password တွေထည့်ပြီးတော့ continue နှိပ်လို့ရတယ် password မ change ရင်တခါလေးကြော်ခြင်းတယ်ဆိုကျွန်တော်က skip လေးနှိပ်ပြီးကြော်လို့ရတယ်ဗျကိုကတခြားဖုန်းမှာဝင်ထားတဲ့ဟာတွေပါထွက်ခြင်းတယ်ဆိုရင်ကျွန်တော်ဒီမှာ log out other device ဆိုတာလေးကိုအမှန်ကြီးလေးပေးလိုက်ဒါဆိုရင်တခြားဖုန်းမှာရှိဝင်ထားတာတွေအကုန်လုံးသူ့အောင် log out ထွက်သွားလိမ့်မယ်ဗျကျွန်တော်တော့ password မ change တော့ဘူးဆိုတော့ skip လေးကိုနှိပ်လိုက်ကျွန်တော် skip နှိပ်လိုက်တာဆိုတော့တခါလေး Facebook ကောက်ကဒီဘက်ကိုတန်းရောက်သွားပြီပေါ့နော်